နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဖွဲ့ဝင်နယ်စပ်ကြီးရာဝန်ကြီးဌာနနဲ့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစောအေးမောင်မွန်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမင်းတို့နဲ့အတူဒီနေ့မနက်ပိုင်းမှာမော်လမြိုင်မြို့ရှိတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်내ညွှန်ကြားမှုရုံးအစည်းအဝေးခန်းမမှာမွန်ပြည်နယ်အတွင်းရှိတိုင်းရင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းများနဲ့တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါတယ်ရှေးဥစွာပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည်ကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေနဲ့တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေးချစ်ကြည်လေးစားရေးနဲ့ရိုင်းပင်းကူညီရေးပြည်ထောင်စုစိတ်ဓာတ်များတိုးတက်ရှင်သန်စေရေးတိုင်းရင်းသားများရဲ့အခွင့်အရေးကိုဥပဒေပါသတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်းအပြည့်အဝခန်းစားရရှိစေရေးတိုင်းရင်းသားလူမျိုးများရဲ့စကားစာပေသမိုင်းအမှုပညာယဉ်ကျေးမှုအမွေအနှစ်နဲ့ရိုးရာဓလေ့ထုံးစံများကိုထိန်းသိမ်းဆောင်ရှောက်ရေးတိုင်းရင်းသားဒေသများမှာပညာရေးကျန်းမာရေးလမ်းမဆက်သွယ်ရေးစတဲ့လူမှုစီးပွားဘဝများတိုးတက်မြင့်မားစေတို့အတွက်ဆောင်ရွက်လျက်ရှိတဲ့အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြပါတယ်ဆက်လက်ပြီးဒုတိယဝန်ကြီးဦးစောအေးမောင်ကတိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြုဆရာဆရာမများနဲ့တိုင်းရင်းသားစာပေသင်ဆရာဆရာမများကိုလာစာတိုးမြင့်ပေးကိစ္စများကို၎င်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့များရဲ့ဆောင်ရွက်ရမယ့်ကိစ္စများနဲ့ပတ်သက်ပြီး၎င်းလိုအပ်တာများကိုဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်အဲဒီနောက်တိုင်းသားစာပေနဲ့ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များပုံမထိမ့်သိမ်းမြင့်တင်ဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထောင်စုဝန်ကြီးကမွန်ပမာကရင်ပအိုးတိုင်းသားစာပေနဲ့ယဉ်ကျေးမှုအသင်းဖွဲ့များနဲ့ဝန်ထမ်းများအားချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်အဲဒီမှာတဆင့်ပြည်ထောင်စုဝန်ကြီးသည်နယ်စပ်ရေးဝန်ကြီးဌာနပညာရေးနဲ့လေ့ကျင့်ဦးစီးဌာနမူဒုံမျိုးအမျိုးသမီးအိမ်တွင်းမှုတမွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိခဲ့ပြီးနယ်စပ်ဒေသနဲ့တိုင်းဒေသလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားမှုကနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို၎င်းပညာရေးနဲ့လေ့ကျင့်ဦးစီးဌာနလက်ထောက်ညွှန်ကြားမှုကလူစွမ်းအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများကို၎င်းအမျိုးသမီးအိမ်တွင်းမှုတမွေးလုပ်ငန်းပညာသင်တန်းကျောင်းကျောင်းဆရာမကြီးကအိမ်တွင်းမှုသင်တန်းများဖွင့်လှစ်ပို့ချမှုအခြေအနေများကို၎င်းရှင်းလင်းတင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးကလိုအပ်တာများမှာကြားပြီးတင်နန်းကျောင်းဝန်ထမ်းများနဲ့တင်နန်းသူများအတွက်ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပါတယ်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးကတင်နန်းသူအိတ်ဆောင်တင်နန်းခန်းမှမော်တာဆောင်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်နယ်စပ်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိခဲ့ပြီးဝန်ထမ်းများနဲ့တွေ့ဆုံခဲ့ကာဝန်ထမ်းများဟာနိုင်ငံတော်ရဲ့အရေးကြီးဆုံးမန်တိုင်ဖြစ်တာကြောင့်စီမင်းစည်းကမ်းများနဲ့အညီဆောင်ရွက်သွားကြဖို့နဲ့နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကိုတိကျစွာလိုက်နာပြီးအာဂရိတရားကင်းရှင်းစွာဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဒေသခံပြည်သူများနဲ့အတူပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရွက်ရမှာလည်းနယ်စပ်ရေးဝန်ကြီးဌာနရဲ့မူဝါဒ၄ရပ်ဖြစ်တဲ့နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေးနယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေးနယ်စပ်ဒေသနှင့်တိုင်းသားပြည်သူများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနယ်စပ်ဒေသနှင့်တိုင်းသားလူငယ်များရဲ့လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်စေရေးစတဲ့မူဝါဒများနဲ့အညီအောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရွက်ကြရေးမှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ